အားလုံးပဲမင်္ဂလာပါမတွေ့ရလဲတော့ကြပြီเนาะအားလုံးရောနေကောင်းကြရဲ့လားဒီနေ့မှာတော့ကျွန်မကစကားလုံးလေးတစ်ခုကို sharing လုပ်ချင်ပါတယ်အဲ့ဒီစကားလုံးလေးကိုကျွန်မတို့က helping verb နေရာမှာသုံးပါမယ်အဲ့တော့ကျွန်မတို့အင်္ဂလိပ်စာကြောင်းမှာဆိုရင် helping verb ဆိုလို့ရှိရင် verb to be ရှိတယ် verb to do ရှိတယ် verb to have ရှိတယ်အဲ့တော့ကျွန်မပြောပြမယ့်စကားလုံးတွေကဒီဟာရင်းနဲ့တော့မပါဘူး need ဆိုတဲ့စကားလုံးလေးပါဟုတ်ပါတယ် need လိုအပ်သည်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့သူကအဲ့ need ကိုကျွန်မဘယ်နေရာမှာသုံးမလဲဆိုလို့ရှိရင် past tense တုန်းကကိစ္စကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ past tense တုန်းကကိစ္စပေါ့နော်အရင်အတိတ်တုန်းကလုပ်ခဲ့တဲ့ကိစ္စဒါပေမဲ့မလိုအပ်ဖဲနဲ့လုပ်ခဲ့တယ်ဆိုတာလေးကိုပြောချင်တာပါအဲ့တော့ need ကလည်းလိုအပ်သည်သူ့ကိုမလိုအပ်ဖဲနဲ့ဆိုတဲ့အတွက်ကြောင့်မလို့ helping verb ဖြစ်တဲ့အတွက် need ရဲ့နောက်မှာပဲ not လေးထည့်လိုက်ပါမယ်အဲ့တော့ need not ပေါ့နော်အတူကောက်နေလည်းပြောမယ်ဆိုရင် needn't ပေါ့အဲ့လိုလေးဖြစ်သွားမှာမယ်ပြီးလို့ရှိရင်အတိတ်တုန်းကဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က past participle have battery လေးနဲ့သုံးပါမယ်အဲ့တော့သူ့ရဲ့ frame လေးကဘယ်လိုဖြစ်သွားမလဲဆိုရင် needn't have battery ပါအဲ့လိုလေးပါသူ့ရဲ့အတိတ်ပဲဒီမလိုအပ်ဖဲနဲ့လုပ်ခဲ့တာပါအဲ့တော့ခုနက need ဒီကျွန်မပြောတယ် helping verb အနေနဲ့သုံးမယ်ဆိုတဲ့အတွက်ကြောင့်မလို့ subject နဲ့ရောသူကပေါ့နော် s တွေထည့်ရသေးလားဆိုတော့ s တွေထည့်စရာမလိုပါဘူး past tense တုန်းကအကြောင်းကိုပြောတာဖြစ်တယ်ဥပမာဆိုရင် did ပုံစံမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ subject အနေပဲနေနေအများပဲနေနေ need မှာ s ထည့်စရာမလိုပါဘူးအဲ့မှာဥပမာဆိုရင် he needed ဒါမှမဟုတ်ရှင် she needed ဒါမှမဟုတ်ရှင် it needed အဲ့လိုပဲအများဖြစ်တဲ့ we တို့ you တို့ they တို့မှာလည်း needed နဲ့ပဲသုံးပါတယ်အဲ့တော့နမူနာ sentence လေးတွေကိုပြောကြည့်ကြရအောင်ပါအဲ့တော့ငါကမလို့အဖေနဲ့ပန်းနေအများကြီးဝယ်ခဲ့တယ်အဲ့လားလေးကိုပြောချင်တယ်ဆိုလို့ရှိရင် I needed have bought flowers အဲ့တော့ငါမလို့အဖေနဲ့ပန်းနေအများကြီးဝယ်ခဲ့တယ်ဟုတ်တယ်နော်အတိတ်မှာဝယ်လာခဲ့တယ်မလို့အဖေနဲ့အများကြီးဝယ်လာခဲ့တာဒါလို့လေဒီမှာအများကြီးရှိနေတယ် we already have plenty ငါတို့မှာအများကြီးရှိနေပြီအဲ့လိုပဲနောက်တစ်ခုက I နဲ့ပြောထားတယ်အခုအနေပဲနောက်တစ်ထပ်ပြောပါမယ်အခုဒီခါဆိုလို့ရှိရင်ငါအမပေါ့နော်ငါအမကထညက်တွေကိုအများကြီးဝယ်လာခဲ့တယ်မလိုပဲနဲ့ဝယ်လာခဲ့တာဟုတ်ပြီနော်ဒီတကြံလုံးကဆိုရင်မုံလုံးတွေလုံးကြတယ်အဲ့မှာထညက်တွေကိုဝယ်ပြီးတာကိုထပ်ပြီးတော့ဝယ်လာတာမလို့အဖက်နဲ့ဝယ်လာတာဖြစ်သွားတယ်ပြီးလို့ရှိရင်အများကြီးရှိနေတယ်ကျွန်တော်တို့ဆိုအများကြီးရှိနေပြီဒါအဲ့လားဆိုလို့ရှိရင်အခုပြောကြည့်အောင်ပါ My sister needn't have bought jaggery အဲ့ဆိုလို့ရှိရင်ထညက်တွေကိုမလို့အဖက်နဲ့ဝယ်လာခဲ့တယ် we already have plenty of them ပေါ့နော် plenty ဆိုတာလေလုံလောက်တာထက်ပိုပြီးရှိရင် plenty ကိုသုံးလို့ရပါတယ်အဲ့တော့ we already have plenty of them ပေါ့နော်ဒီချက်ညက်တွေအများကြီးရှိနေပြီသားလို့ပြောတာပါကဲနောက်တစ်ခုအများကိန်းလေးသွားကြည့်ရအောင်ပါအဲ့ဒီတော့အများဆိုလို့ရှိရင် they နဲ့သုံးကြည့်ရအောင်ပါသူတို့ကသူ့ကိုဒင်နာမှာမလို့အဖက်နဲ့စောင့်နေခဲ့တယ်ဘာလို့လဲဆိုတော့ तू ကအပြင်မှာစားလာခဲ့ပြီးသားမို့လို့အဲ့ဒါမျိုးတွေပြောကြည့်ရအောင်ပါအဲ့တော့ဆိုလို့ရှိရင်ကျမက they နဲ့ရေးခြင်းနဲ့ဆိုတဲ့အတွက်ကြောင့်မလို့ they need to have ပြီးလို့ရှိရင်စောင့်ခဲ့တာမလို့အဖက်နဲ့စောင့်ခဲ့တာဆိုရင် wait ကိုသုံးပါတယ်အဲ့မှာ battery ဖြစ်တော့ waited ပါအဲ့တော့ they need to have waited for himအဲ့တော့သူ့ကိုမလို့အဖက်နဲ့စောင့်ခဲ့တယ်ဘာအတွက်စောင့်တာလဲညစာဆိုတော့ for dinner ဆိုပြီးရေးလိုက်ပါတယ်အဲ့တော့ပြန်ပြောမယ်နော်အဲ့တော့ဆိုရင် they needn't have waited for him for dinner because he ate out ဘာလို့လဲဆိုတော့ तू ကအပြင်မှာစားလာခဲ့ပြီးသားမို့လို့အဲ့ဒါမျိုးလေးဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ကိုမလို့အဖက်နဲ့ဝယ်ခဲ့တာလေးတွေအော်ဘယ်တော့မလို့အဖက်နဲ့လုပ်ခဲ့တာလေးတွေကိုပြောချင်တယ်ဆိုလို့ရှိရင်ဒီ comment မှာရေးပေးကြပါဦးเนาะအားလုံးကိုလည်းကျေးဇူးတင်ပါတယ်